အားသာဝရှင်များအားလုံးပဲမင်္ဂလာပါကျွန်တော်ကတဖူဘွားကစင်မင်းပါဆိုတော့လက်ရှိမှာထိုင်းနိုင်ငံကအင်ရှင်ဖြစ်ဧကန်ပြီးတော့ကျင်းပနေတဲ့အင်ရှင်ဖြစ်လက်ခံပြီးတော့ကျင်းပနေတဲ့33ကြိမ်မြောက်စီးဂိမ်းမှာဆိုရင်ဒီကနေ့ညနေပိုင်းမှာမြန်မာဘောလုံးအသင်းကဒါမျိုးသမီးအသင်းရောမျိုးသားအသင်းရောအုပ်စုအဖွင့်ပွဲတွေဖြစ်ကိုစီကစားခဲ့ကြရတယ်ဆိုတော့အဲ့ဒီနေရာမှာလေတိုက်တိုက်ဆန်ဆန်ပဲမြန်မာမျိုးသမီးအသင်းကလည်းအုပ်စုအဖွင့်ပွဲဖြစ်ဒါဖိလစ်ပိုင်အမျိုးသမီးအသင်းနဲ့ပဲကစားရပြီးတော့မျိုးသားအသင်းကလည်းအုပ်စုအဖွင့်ပွဲဖြစ်ဖိလစ်ပိုင်အသင်းနဲ့ပဲကစားရတယ်အဲ့ညမှာအမျိုးသမီးအသင်းကတော့ဖိလစ်ပိုင်အမျိုးသမီးအသင်းကိုဒါမြန်မာအမျိုးသမီးအသင်းက2ဂိုးတကိုးဆိုတဲ့ရလဒ်နဲ့အုပ်စုဖွင့်ပွဲမှာနိုင်သွားတယ်ဆိုတော့ဒီအနိုင်ရလဒ်ကြောင့်မြန်မာအမျိုးသမီးအသင်းကနောက်ထပ်တစ်ဆင့်ကိုတက်ဖို့အတွက်တော်တော်လေးကိုမှရာဂိုင်လုံးများသွားပြီလက်ရှိမှာဆိုရင်မြန်မာအမျိုးသမီးအသင်းကတဲ့အုပ်စုထဲမှာဆိုရင်လက်ရှိဒါအင်အားကြီးပြိုင်ဘက်ဖြစ်တဲ့ဒါဗီယက်နမ်အသင်းရဲ့ဖိလစ်ပိုင်အသင်းနဲ့မလေးရှားအသင်းတို့နဲ့မြန်မာအသင်းကတအုပ်စုတည်းကြာနေဆိုတော့ဒီအုပ်စုကမြန်မာအသင်းအုပ်စုတက်ဖို့ဆိုရင်မရှိမနေအနိုင်ကစားရမယ့်အသင်းကဒါဖိလစ်ပိုင်အသင်းဖိလစ်ပိုင်အသင်းကလည်းနှစ်ဒါဘယ်လိုပြောလဲပြီးခဲ့တဲ့ဒါ32ကြိမ်မြောက်စီးဂိမ်းတုန်းကလည်းမြန်မာမျိုးသမီးအသင်းနဲ့အုပ်စုပုံမှန်ကစားရပြီးတော့သူတို့ကလည်းအဲ့တုန်းကဒါ1-1တည်ကြထားတာဆိုတော့တော်တော်လေးခက်ခဲခဲ့တယ်ပွဲကမြန်မာမျိုးသမီးအသင်းအတွက်တော်တော်လေးပုံမှန်ကြက်ကြက်တဲကစားခဲ့ရတယ်တော့ကန်ကောင်းစွာနဲ့ပဲဒါပွဲအစ4မိနစ်မှာကလေးကဒါဖိလစ်ပိုင်မျိုးသမီးအသင်းရဲ့နောက်တန်းခံစစ်ကပေါ့လေဒါသူတို့ပေါ်ရောတဲ့အရာကတဆင့်ဒါအခွင့်အရေးတစ်ချိန်ရခဲ့တယ်အဲ့ဒီအခွင့်အရေးကနေပြီးတော့ပဲဒါအသင်းကောင်းဆောင်ဝင်းသိန်းကြီးထုံးကနေပြီးတော့area တွေကနေပြီးတော့အပြင်းကန်သွင်းသွားတယ်အဲ့ဒီလုံးကြောင့်ဒါ1စီးဆိုတဲ့ရလဒ်နဲ့ဥဆောင်ထားနိုင်တယ်တွင်းမဲ့1စီးဆိုတဲ့ရလဒ်နဲ့ဥဆောင်ထားတာကလွယ်ပြီးတော့ကြံတဲ့အပိုင်းကြီးအကုန်လုံးမှာဖိလစ်ပိုင်အသင်းကပို့ပြီးတော့တာဖိလစ်ပိုင်အသင်းကတောက်ရှောင်းမြန်မာအသင်းကို pressure ပေးရသူတို့ကတိုက်စစ်သွားတယ်အဲဒီနေရာမှာလည်းဘာသွားတွေ့ရလဲဆိုတော့ဒါမြန်မာအသင်းနဲ့ဖိလစ်ပိုင်အသင်းကြားမှာကွာခြားမှုတွေအများကြီးတွေ့ရတယ်ကွာခြားမှုတွေအများကြီးဆိုတာကဗျာ physical ဘိုင်းတွေအများကြီးကွာတယ်ပြီးလို့ရှိရင်ဘောလုံးပညာပိုင်းတွေလည်းအများကြီးကွာတာကိုတွေ့ရတယ် technique ပိုင်းတွေလည်းအရန်ကွာတယ်ဗောလေ individual skill ကဒါတဦးချင်း individual skill တွေအရန်ကွာတာကိုကျွန်တော်သွားပြီးတော့တွေ့ရတယ်ဆိုတော့အဲ့လိုမျိုးအနေအထားမျိုးမှာမြန်မာအသင်းကခံစစ်ကစားရတယ်ခံစစ်ကစားရတယ်အဲ့လိုမျိုးဒါတိုက်စစ်ဆင်နေတဲ့ဒါဖိလစ်ပိုင်အသင်းမှာလည်းကျွန်တော်တီထားရတဲ့လောက်ဆိုရင်ဖိလစ်ပိုင်အသင်းမှာလည်းဒါသွေးနှောကစားသမားတွေအများကြီးပါတယ်မွေးစားသားတွေလည်းအများကြီးပါတယ်ဆိုပြီးတော့ကျွန်တော်တီထားရတယ်ဆိုတော့အဲ့ဒါကြောင့်မို့လို့လေဖိလစ်ပိုင်အသင်းကတော်တော်လေးကောင်းနေတယ်တော်တော်လေးထက်ချင်းဆိုသလိုပဲဗျာအုံတိုင်းဆိုသလိုတိုးတက်လာတာဒါအရှေ့တောင်အာရှမှာဆိုရင်ဗျာထိုင်းဗီယက်နမ်ပြီးလို့ရှိရင်ကျွန်တော်မြန်မာပဲဆိုတော့အဲ့ဒီထိုင်းဗီယက်နမ်ပြီးမြန်မာဖြစ်နေတဲ့အနေအထားကနေပြီးတော့ထိုင်းဗီယက်နမ်ပြီးလို့ရှိရင်လက်ရှိမှာဆိုရင်ဖိလစ်ပိုင်ကတဆင့်တိုးကျင်လာဆိုတော့အဲ့လိုမျိုးအနေအထားမျိုးမှာမြန်မာအမျိုးသမီးအသင်းကတောက်လျှောက်ကိုမှဒါဖိလစ်ပိုင်အသင်းကိုတော်တော်လေးကိုမှအန်တုကစားခဲ့ရပါတယ်လောကခံစစ်ကစားရတယ်ဒါတိုက်စစ်မှာဝင်းသိန်းကြီးတုန်းကဥဆောင်ပြီးတော့ကစားတယ်တိုးပေမဲ့လည်းဒါကွင်းလက်ကကစားသမားတွေကလည်းတော်တော်လေးကိုမှဘောလုံးမထင်မှတ်တဲ့အပြတ်တွေများတယ်ဒါခံစစ်ကလည်းအမှားတွေများတယ်ဗောလေတိုးပေမဲ့ဂိုးတော့မပေးရအောင်ဒါတော့ကန်ကောင်းခြင်းတစ်မျိုးပေါ့ဘယ်လောက်ပဲမှဂိုးမပေးခဲ့ရတာတော့ဒါကန်ကောင်းခြင်းတစ်မျိုးပေါ့ဒီကနေ့မှာဂိုးသမားကလည်းဒါဘယ်လိုလဲမျိုးမြမြညီသူကလည်းတော်တော်လေးကိုမှလက်စွမ်းပြခဲ့ပါတယ်တော်တော်လေးကောင်းခဲ့တယ်ဆိုတော့တော်တော်လေးလဲသူစေသွားနိုင်တယ်ဒါ5-6လုံးလောက်ထင်မယ်ထင်တယ်ကျွန်တော်အထင်5-6လုံးလောက်ရှိမယ်ထင်တယ်သူအဲ့လောက်စေသွားနိုင်တယ်အဲ့ဒီကနေပြီးတော့တဆင့်ဒါဖိလစ်ပိုင်အသင်းကပထမပိုင်းမှာလေသူတို့တိုက်စစ်တွေတောက်လျှောက်စင်ရင်းနဲ့ပဲသူတို့ဂိုးမရခဲ့ဘူးပထမပိုင်းပြီးသွားတယ်ဒုတိယပိုင်းမှာဆိုရင်ဖိလစ်ပိုင်အသင်းကလည်းအဲ့ဒီတိုက်စစ်ကိုမှသူတို့ထပ်ပြီးတော့တိုက်စစ်မြင့်တဲ့အချိန်မှာမြန်မာကပထမပိုင်းမှာကလေးကဗျာတံမြန်တိုက်စစ်လေးတွေကစားတယ်အဲ့လိုမျိုးတံမြန်တိုက်စစ်ကလည်းနည်းနည်းလေးတော့အန်ဒီရများခဲ့တယ်ဒါပေမဲ့လည်းထင်သလောက်တော့အလုံးမဖြစ်ခဲ့ဘူးအဲ့လိုမျိုးအနေထားမှာဖိလစ်ပိုင်ကတိုက်စစ်ထပ်မြင့်တယ်တိုက်စစ်ကစားတဲ့အချိန်မှာမြန်မာအသင်းကဒါပွဲချိန်60နဲ့6မိနစ်မှာပေါ့လေလုံးဝကိုမှမတက်နိုင်တော့တဲ့အနေအထားပေါ့လေမတက်နိုင်တော့ဘူးဆိုတာကဂိုးသမားဖမ်းပြီးတော့ဂိုးသမားရှိကလုံးဝအန်ကျလာတယ်ပြန်ထွက်လာတဲ့ဘောလုံးကိုဘောက်ဖြစ်လာတဲ့ဘောလုံးကိုဒါဖိလစ်ပိုင်မျိုးသမီးအသင်းရဲ့ကစားသမားကနေပြီးပြန်ပြီးတော့ပိတ်သွင်းသွားတယ်ဒါကတော့ဘယ်သူမှမတက်နိုင်ဘူးခံစစ်သားသမားလည်းမတက်နိုင်ဘူးဂိုးသမားကဖမ်းတာကတော့ဒါနည်းနည်းလေးတော့လိုအပ်ချက်ရှိတယ်ဆိုရင်လည်းဒါကအမျိုးသမီးအသင်းဆိုတာကျွန်တော်နားလည်ထားရမယ်ဆိုတော့ကိုသမားလက်ထိကနေပြီးထွက်လာတဲ့အလုံးကိုဘောက်ဖြစ်လာတဲ့အလုံးကိုပြန်ပြီးတော့ဖိလစ်ပိုင်မျိုးသမီးအသင်းကနေပြီးတော့ဒါဂိုးတကိုးရသွားတယ်ဆိုတော့1-1ဖြစ်သွားတယ်ဆိုတဲ့အနေအထားမျိုးမှာပွဲကြည့်နေတာနဲ့တွေးမိတာတခုကမြန်မာအသင်းတော့ပြန်လာနိုင်မှာမဟုတ်တော့ဘူးလားမသိဘူးဆိုပြီးအတွေးလေးတော့ဝင်မိတယ်တွင်းမဲ့ကောင်တာတိုက်စစ်တွေကတော်တော်လေးကမှအလုပ်ဖြစ်သွားခဲ့တယ်လို့ပြောရမှာပဲဒုတိယပိုင်းမှာဒါလူစားဝင်လာတဲ့မေထက်လူပေါ့လေဒီမေထက်လူအနေနဲ့ကဒါပွဲချိန်ပြီးကန်နေတာနောက်ဆုံး88မိနစ်မှာသူ့အနေနဲ့ဒါခေါင်းတိုက်ကိုနဲ့နော်တော်တော်လေးကောင်းတဲ့ခေါင်းတိုက်ကိုနော်ဒါတော်တော်လေးရှားပါတဲ့ခေါင်းတိုက်ကိုလို့ပြောရမယ်မျိုးသမီးအသင်းတွေမှာဆိုရင်ခေါင်းတိုက်ကိုကတော်တော်လေးရှားတယ်ဆိုတော့အဲ့ခေါင်းတိုက်ကိုနဲ့ပဲညီမအသင်းကို2-1ဆိုတဲ့ရလဒ်နဲ့ဒါအနိုင်ရသွားစေခဲ့တာဆိုတော့အဲ့လုံးကလည်းဘယ်လိုပြောမလဲကိုရီအသင်းကဟိုတိုက်စစ်သွားနေရတာလည်းမဟုတ်ဘူးဗျာပြိုင်ဘက်အသင်းဖြစ်တဲ့ဖိလစ်ပိုင်အသင်းကိုရှင်ကစားနေတာလည်းမဟုတ်ဘူးဖိလစ်ပိုင်အသင်းတိုက်သမျှကိုကိုရီနောက်တန်းကနေပြီးတောက်လျှောက်ခံပြီးတော့ခံစစ်ကနေပြီးတော့တဆင်ဘစ်တက်ပလီပြန်စားတယ်ဖိလစ်ပိုင်ပြန်ရတယ်ဖိလစ်ပိုင်ပြန်ကန်တယ်အဲ့လိုမျိုးဟိုလူးလိမ့်အနေထားကနေပြီးတော့ဒါကောင်တာတိုက်စစ်လေးတစ်လုံးပြန်ရတယ်အဲ့ကောင်တာတိုက်စစ်နေကနေပြီးတော့ဒါအခွင့်အရေးတစ်ချိန်ရတယ်ဗောလေအဲ့အခွင့်အရေးက
ပေးလိုက်တဲ့ crop ball တွေတော်တော်ကောင်းတယ်ဟိုဘက်ကနေပြီး crop ball ပေးလိုက်တယ်ဒါညာချမ်းကနေပြီး crop ball ပေးလိုက်တယ် crop ball ပေးတော့ area ထဲမှာဒါနေရာယူထားတဲ့မိထက်လူကတော်တော်လေး possession ကောင်းတယ်ဗျသူရဲ့ possession ကလုံးဝကွက်တီပဲ crop ball ကြားတဲ့အချိန်မှာလုံးဝခေါင်းဆောင်တိုက်သွားတာတော့တိုက်ရတာတော့ AAC တွေလွတ်လွတ်ကျွတ်ကျွတ်တိုက်ရတယ်တွင်းမြင်အဲ့လိုမျိုးလွတ်ကျွတ်ဖို့အတွက် possession ယူထားတာတော်တော်ကောင်းတယ်လို့ကျွန်တော်တို့မြင်တယ်ဆိုတော့အဲ့ဒီအလုံးနဲ့ပဲမြန်မာအမျိုးသမီးအတင်းကအနိုင်ရလက်တစ်ခုရသွားတယ်ဒီအနိုင်ရလက်ကြောင့်ပဲမြန်မာအမျိုးသမီးအတင်းကနောက်တစ်ဆင့်တက်ဖို့အတွက်တေချာတလောက်ဖြစ်သွားပြီတေချာပြဖိလစ်ပိုင်အတင်းကိုနိုင်ခဲ့တာဖြစ်တဲ့အတွက်မလေးရှားအတင်းကိုအနိုင်ရယုံနေပင်ဒါ BNN အတင်းကတော့ဒါကိုရီတော့ခက်ခဲမဲ့ပြိုင်ဘက်ပေါ့လေ BNN ကတော့အစောကြီးတွေကကိုရီအတွက်ကတော့တကယ်တမ်းခက်ခဲတဲ့အာဆီယံအတွင်းမှာဆိုတကယ်အင်အားကြီးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် BNN ကတော့ခက်ခဲမှာအဲ့ဒီအတွက်ကြောင့်ဒါမလေးရှားအတင်းကိုအနိုင်ကစားရုံနဲ့နောက်တစ်ဆင့်ကတော့တက်ပြီးတို့ပေမဲ့ဟိုဘက်ကဘယ်လိုလဲအုပ်စု A မှာကျတော့ဒါလက်ရှိမှာဆိုရင်ဒါအင်ရှင်ထိုင်းအတင်းပါမယ်ကမ်ဘောဒီးယားအတင်းစင်ကာပူနဲ့အင်ဒိုနီးရှားဆိုတော့တေချာတစ်ခုကမြန်မာအတင်းကအုပ်စုဒုတိယနဲ့တက်လို့ရှိရင်ထိုင်းအတင်းနဲ့တွေ့မှာထိုင်းအတင်းကတော့ဟိုဘက်ကအုပ်စုပထမနဲ့ပဲတက်မှာဗျာဆိုတော့ထိုင်းအတင်းနဲ့တွေ့မှာထိုင်းအတင်းနဲ့တွေ့မှာဆိုရင်ပြီးခဲ့တဲ့စီးကိန်းမှာတော့ 4-2 ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တယ်ဆိုပေမဲ့ဒီအချိန်ကသူတို့အင်ရှင်ဗျာအင်ရှင်ဆိုတော့မတူအဲ့ဒီအတွက်မြန်မာမျိုးသမီးအတင်းအနေနဲ့ကဒီနှစ်စီးကိန်းကမြန်မာမျိုးသမီးအတင်းကရွှေမှန်းထားတာအဲ့လိုရွှေမှန်းထားတဲ့အတင်းအနေနဲ့ကတော့တေချာပေါက် BNN ကိုတော့အနည်းဆုံးတေလောက်ကစားပြီးတော့6กว่าချချန်နဲ့အုပ်စုဘိုးအဖြစ်ရအောင်ယူတင်တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အုပ်စုဘိုးတာမရဘူးဆိုရင်တော့ထိုင်းအတင်းနဲ့တွေ့ရမှာဖြစ်တယ်တော်တော်လေးခက်ခဲဖို့တော့ရှိတယ်ဆိုတော့မြန်မာမျိုးသမီးအတင်းကတော့ပွဲအပြီးမှာဆိုရင်တော့ဒါ2-2ဆိုတဲ့ကြားလက်နဲ့ဖိလစ်ပိုင်အတင်းကိုအနိုင်ရသွားတယ်ဆိုတော့ကျွန်တော်ကိုရီကောင်ဘယ်လိုမြင်ရလဲတစ်ချက်လောက်ဆွေးနွေးကြပါအောင်ကျွန်တော်လည်း like and subscribe လုပ်ပေးကြပါအောင်ဗျကျေးဇူးများကြီးတင်ပါတယ်